ဒီအချက်တွေနဲ့ကလေးတစ်ယောက်က guide လိုမလိုဆိုတာကိုဆုံးဖြတ်လို့ရပါတယ်။ပထမဦးဆုံးအချက်ပုံမှန်စာလုပ်လို့မရှိတဲ့ကလေးတစ်ယောက်ပေါ့။ပုံမှန်ဒီကျောင်းကိုသွားနေတယ်ဒါပေမဲ့နေ့စဉ်တေချာစာပြန်လုပ်မနေတဲ့ကလေးတစ်ယောက်ဆိုလို့ရှိရင်တော့ဒါ guide တစ်ယောက်ရှိတာပို့ပြီးတော့မှသူ့အတွက်ကောင်းသွားစေမှာပေါ့နော်။နောက်တစ်ခုကျတော့အခြေခံသိမ့်မရှိတဲ့ကလေးတွေပေါ့။ကျောင်းကတနေ့တနေ့ tuition တွေရတနေ့တနေ့ပေါ့နော်။စာတွေကတော့အသစ်တွေသွားနေမယ်။ကလေးကအခြေခံမရှိထားတဲ့ကလေးဆိုလို့ရှိရင်ဒီအသစ်တွေကိုပြန်ပြီးတော့သွားတဲ့အခါမျိုးမှာသူအဟောင်းတွေကိုမသိတဲ့အခါမျိုးမှာအခြေခံမသိတဲ့အခါမျိုးမှာအဆင်မပြေနိုင်ဘူး။ဒါကြောင့်မလို့အိမ်မှာဆရာမ guide လေးတွေနဲ့ပြန်ပြီးတော့မှဒီဟာလေးတွေကိုပြန်ပြီးတော့တေချာပြန်ပြီးတော့မှပြန်နှွှေ့မယ်ပြန်လုပ်မယ်ထက်ခါပြန်ပြီးတော့လုပ်တာမျိုးသွားမယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီမိဘဘက်ကနေပြီးတော့အချိန်မပေးနိုင်တဲ့ကလေးတွေပေါ့နော်တချို့မိဘတွေကြတော့လည်းကလေးကိုတေချာကြည့်ပြီးတော့မှလုပ်ပေးနိုင်တဲ့မိဘတွေရှိတယ်တချို့ကြတော့လည်းမအားမလက်တဲ့မိဘတွေကြလို့ရှိရင်ကြတော့ guide လေးတွေနဲ့သွားတာကတော့ပို့ပြီးတော့အဆင်ပြေတယ်ပညာရေးမှာလည်းပို့ပြီးတော့မှထိထိရောက်နဲ့ရေရှည်သွားခြင်းနဲ့ဆိုလို့ရှိရင်ကြတော့ guide ဆရာမလေးတွေခေါ်လာပြီးတော့မှသွားတာကတော့ကိုယ်ကလေးအတွက်ကိုထိထိရောက်နဲ့သွားလို့ရမယ်နည်းနည်းတခုတော့မြင်မိပါတယ်ဆိုတော့မိဘတွေအနေနဲ့လည်းကိုကလေးအတွက်ကို guide တွေဆရာမလေးတွေခေါ်ချင်တယ်ဆိုလို့ရှိရင်တခိုင်းမြန်မာမှာလာရောက်ဆောင်စံမြင်လို့လည်းရပါတယ်